ဒီနေ့တငယ်ချင်းကိုကန်လာအနေနဲ့စစ်လေးလုပ်ပေးတော့မှာဖြစ်ပါတယ်တငယ်ချင်းနိုင်ငံကျော်ဆိုတော့ကိုတငယ်ချင်းလုပ်ပေးရမယ်နော်ပေးရမှာပေါ့ Okay လူတယောက်မှာပေါ့နော်ကိုနဲ့လိုက်ဖက်တဲ့အရာရှိတယ်မလိုက်ဖက်တဲ့အရာရှိတယ်ကိုကိုလိုက်ဖက်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတော့တငယ်ချင်းကိုဒီနေ့ပြပေးမယ်အကောင်လုံးပြပေးမယ်နော်တငယ်ချင်းငါ့မှဲ့လေးကိုတွေ့လားနာမမှဲ့လေးတွေ့လားမှဲ့လေးတွေ့လားအေးတွေ့ရအစ်စ်လားမဟုတ်ဘူးတတူးထိုးတာဟဲ့ငါ့မျက်လုံးဒီမှာကြည့်တစ်ဖက်နဲ့တစ်ဖက်ဝေးရတွေ့လားအဲ့မှဲ့လေးကိုထိုးလိုက်တော့ညီးတယ်လို့ပြောရတယ်လားအေးသိတာဟုတ်လားနော်တငယ်ချင်းကိုလည်းအဲ့လိုလိုက်ဖက်အောင်လုပ်ပေးမှာ Okay ဒီမှာတငယ်ချင်းရဲ့အရာကခုတုံးလားဝမ်းတုံးလားဆိုကြည့်မယ်ခဲမဲပေါ့ခဲမဲမလိုက်ဖက်ဘူးမဲတယ်မျက်နှာရမဲတယ်နော်နက်ပြာခဲပြူဒါလေးလှပါတယ် no ခဲပြူနီအောင်မှောင်သွားတယ်တကယ်ကြီးမျက်နှာရမှောင်သွားနော်မှောင်သွားနော်မှောင်သွားတယ်တားရညစ်ကြီးဖြစ်သွားညစ်ကြီးညစ်သေးသွားညစ်သေးလို့ဒါကြောင့်ဘာရပဇွန်စီရောင်ဒါကြောင့်မယန်းစီရောင်ပေါ့ဘယ်လိုခေါ်လဲခရမ်းရောင်မလိုက်ဘူးရောင်ကုံသွားလားမလိုက်ဘူးတငယ်ချင်းအရောင်ကခုတုံးလည်းမဟုတ်ဘူးဝမ်းတုံးလည်းမဟုတ်ဘူးဘာတုံးလဲအဲ့ဆိုစပတုံးဟမ်